အားလုံးပဲမင်္ဂလာပါ EC Tech Channel ကနေပြန်လည်ကြိုဆိုပါရစေ။ဒီတစ်ခါမှာတော့အရန်သုံးဝင်ပြီးကြည့်လစ်ပေါ်ပါတဲ့ design နဲ့ထုတ်လုပ်ထားတဲ့ digital oscillation scope meter အသေးလေးပေါ့နော်။ဒါလေးဘယ်လိုအသုံးပြုလဲဆိုတော့ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီထဲမှာဆိုလို့ရှိရင်သူကဒီကျွန်တော်တို့ capacitor တွေ diode တွေ FED တွေ IGBT တွေအကုန်တိုင်းလို့ရပါတယ်။ပြီးရင် inverter တွေရဲ့ waveform တွေလည်းတိုင်းလို့ရပါတယ်။အဲ့တော့ဒီပစ္စည်းလေးဘယ်လိုအသုံးပြုလဲဆိုတာကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့အပြင်ပိုင်းကိုခဏထားပြီးတော့အတွင်းပိုင်းကိုကျွန်တော်အရင်ရှင်းပြပေးပါမယ်။အထဲမှာ version ၄ခုပါဝင်ပါတယ်။ input board အနေနဲ့က0 volt ကနေ60 volt အထိကိုတိုင်းတာနိုင်ပါတယ်။သူ့ကိုတိုင်းတာဖို့ဆိုလို့ရှိရင်ဒီညှက်ကလေးနဲ့ကြိုးကိုအသုံးပြုရမှာဖြစ်ပါတယ်။ဘယ်လိုတိုင်းတာရမလဲဆိုတာကိုနမူနာရှင်းပြပေးပါမယ်။ပြီးရင်နံပါတ်2အနေနဲ့က signal generator နံပါတ်3က oscillation scope နံပါတ်4က dice နဲ့အားသွင်းရမှာဖြစ်ပါတယ်။ဒီနောက်တစ်ခုကတော့ ion receiver တိုင်းတာနည်းပဲဖြစ်ပါတယ် digital board ရဲ့ digital temperature ရဲ့ sensor ရဲ့ test ရဲ့ဒါ temperature sensor test တွေတိုင်းတာလို့ရတယ် ion receiver တို့automatic တို့တိုင်းတာလို့ရပါတယ်အဲ့ဒါတွေကိုတော့ကျွန်တော်မပြောတော့ဘူးနောက်တစ်ခုအနေနဲ့ AC oscillation တိုင်းတာပုံလေးရအဓိကပြောပြပေးချင်တာပဲဖြစ်ပါတယ်ကျွန်တော်တို့ oscillation တိုင်းတာမယ်ဆိုလို့ရှိရင်ဒီမီတာရဲ့ plot တန်လေးကိုအသုံးပြုရမှာပဲသူမှာ into 10 ရယ် into 1 ရယ်ဆိုပြီးပါပါတယ် oscillation တိုင်းမယ်ဆိုရင်တော့ inverter into 10 မှာပဲထိုင်ပြီးတော့ waveform တိုင်းတာပေးရမှာပဲဖြစ်ပါတယ်ဒီကတော့ကျွန်တော်တို့900 watt high frequency ဒီ inverter ကတ်ကလေးကို pure sine wave စစ်မစစ်ကိုကျွန်တော်တို့ oscillation scope mini scope လေးနဲ့တိုင်းတာနေတာပဲဖြစ်ပါတယ်တချို့မေးကြလို့ပေါ့နော်ဒီ AC pure sine wave စစ်လားမစစ်လားဆိုတာကျွန်တော်ဒီ oscillation scope meter လေးနဲ့စမ်းပြပေးမှာပဲဖြစ်ပါတယ်ဆိုတော့ဒီ plot တန်မှာအနက်ပါတယ်ပြင် plot တန်ကိုထောင်မယ်ပြင်ကျွန်တော်တို့ inverter ကို online ပဲပေါ့နော်ဆိုလို့ရှိရင်ဒီမှာ pure sine wave စစ်ပါတယ်50 Hz ပေါ့နော်ချိန်နှုန်း AC နီးပါးကိုစစ်ပါတယ်နော်50 Hz ချိန်နှုန်းဆိုတော့ဒီမှာတန်းပြတယ်ဒါကြောင့်မလို့ဒီကောင်လေးက pure sine wave စစ်ပါတယ်ဆိုတာကိုစမ်းပြပေးတာပဲဖြစ်ပါတယ်ပြီးနောက်တစ်ခုကကျွန်တော်တို့ inverter ကတ်တွေရဲ့အဓိကအပိုင်းပေါ့နော် inverter ကတ်တွေရဲ့ high side switch low side switch တွေကိုလည်းတိုင်းတာနိုင်ပါတယ်ဒီမီတာလေးရဲ့အားသာချက်က waveform တွေကိုတိုင်းတာလို့ရမယ်ပြီးတော့ကျွန်တော်တို့ညံရှိသလိုအသုံးချနိုင်ပါတယ်ဈေးရလည်းအရင်မကြည့်ဘူးကျွန်တော်တို့အနေနဲ့စိတ်ဝင်စားလို့ကလိကျင်တယ်အသုံးပြုကျင်တယ်ဆိုရင်တော့မှပဲတင်းနဲ့မီတာလေးတစ်ခုပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်